မူပိုင်ခွင့်ဆိုင်ရာရှင်းနေကျွန်တော်တို့စီးပွားကူးသန်းဝန်ကြီးဌာနအောက်မှာဖွဲ့စည်းထားတဲ့မူပိုင်ခွင့်ဦးစီးဌာနကနေအတိမတ်ပြုထားတဲ့သင်တန်းတွေကိုတက် certificate တွေကိုယူပြီးတော့မြန်မာနိုင်ငံမှာမူပိုင်ခွင့်ဥပဒေ၄မျိုးကိုလေ့လာပြီးတော့ဝန်ဆောင်မှုပေးနေတဲ့ရှင်းနေတွေကိုမူပိုင်ခွင့်ရှင်းနေလို့ကျွန်တော်ခေါင်းစဉ်တက်ချင်ပါတယ်မူပိုင်ခွင့်မှာဘာတွေရှိမလဲဆိုတော့နံပါတ်1ကုန်မတ်တစိမ့်မူပိုင်ခွင့်ဥပဒေနံပါတ်2စက်မှုဒီဇိုင်းပိုင်းဆိုင်ရာမူပိုင်ခွင့်ဥပဒေနံပါတ်3စာပေနဲ့အမှုပညာဆိုင်ရာမူပိုင်ခွင့်ဥပဒေနံပါတ်4အနေနဲ့ကတော့တီထွင်မှုမူပိုင်ခွင့်ဥပဒေဒီဥပဒေ၄မျိုးစလုံးကိုတည်တည်ချာချာလေ့လာလိုက်စားပြီးတော့ customer တွေကိုမူပိုင်ခွင့်ဆိုင်ရာအကာအကွယ်တွေအပြည့်အဝရအောင်ဝန်ဆောင်မှုပေးနေတဲ့ရှင်းနေတွေကိုမူပိုင်ခွင့်ရှင်းနေလို့ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်